မေပြင်သစ်တွေ15ရောက်တောင်ကြာသွားတဗျာထိုအကြောင်းကြောင့်မင်းကိုညိုပုကိုအမေစိတ်ဆိုးတော့သည်မင်းပြင်သစ်တွေကိုဒီလောက်တောင်ဂယုဏတတ်နေသလားသူတို့တည်သွားတယ်ဆိုတာငါအလုံးမဟုတ်ဘူးဒီကောင်တွေအကုန်တည်သွားလဲအေးတာပဲတို့ဘက်ကလူတွေဘလောက်ကြတယ်ဆိုတာတော့မင်းဘာဖြစ်လို့ငါ့ကိုမပြောတာလဲတို့တပ်သားတွေပဲပြင်သစ်တွေကိုမင်းကတနာဂယုဏပို့နေတာလားအလုံးပဲမင်္ဂလာပါခင်ဗျာ Read with me channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဟိုတုန်းကတော့ကျွန်တော်ဘာမှနားမလည်ဘူးဘာမှမသိဘူးအခုတော့လူတိုင်းကိုခေါင်းဆောင်မှုပေးနေတဲ့ဦးလေးဟိုဟန်နွိုင်းမြို့မှာရှိကြောင်းကျွန်တော်သိပြီပြင်သစ်ကိုတိုက်ခိုက်နေတာဟာကျွန်တော်တို့ရဲ့ကောင်းဝါတရွာထဲမဟုတ်ကြောင်းကျွန်တော်သိပြီတခြားလူတွေယုံကြည်လာအောင်ဘလို့လုပ်ရမယ်ဆိုတာလဲကျွန်တော်သိပြီဦးလေးပါဟာကျွန်တော်တို့ရဲ့ဥက္ကဋ္ဌဖြစ်တယ်ကျွန်တော်ကကာကွယ်ရေးခေါင်းဆောင်ဖြစ်တယ်ကျွန်တော်တို့ကောင်းဝါရွာသည်ပြင်သစ်တွေကိုတိုက်နိုင်ရမယ်တိုက်လဲတိုက်ရမယ်ကျွန်တော်တို့အကြာကြီးတိုက်နေရမှာမဟုတ်ပါဘူးဦးလေးရဲ့ဦးလေးဟိုစီကတက်တွေရောက်မလာခင်ကလေးသာတိုက်ရမှာပါသူဒီဦးလေးဟိုထမ်းမှတက်များကို1လဆောင်၏2လဆောင်၏3လ4လဆောင်၏သို့သောမြည်သူတစုံတယောက်မှရောက်မလာကိုညိုပုသည်ရွာရင်းရှိရွာမိရွာဖများနှင့်တိုင်းမင်းလျက်ရှိသည်ရခင်ကလဲရများတွင်ညှောက်များထောင်မြီတောဝံနှင့်ဝဝွန်တို့၏ရန်ကိုကာကွယ်ခဲ့သလိုယခုလဲပြင်းသူတို့၏ရန်ကိုကာကွယ်သည့်အနေဖြင့်ညှောက်များပိုးမိုးများပြသောထောင်ကြရသည်ထိုမြမကထောင်ချောင်းများကိုပါပြည့်ပြည့်စုံစုံပြုလုပ်လာကြသည်ပြင်းသူတို့သည်တောရိုင်းတရိတ်ဆန်တို့ထံပိုးမိုးဆိုးရွားစွာမိမိတို့လဲရများကိုဖျက်ဆီးမိသူများဖြစ်ကြောင်းသူတို့ကောင်းကောင်းသဘောပေါက်ထားကြပြီမဟုတ်ပါလားသူတို့သည်နောက်နှစ်ကောက်ဆိုင်ချိန်နိုင်အောင်ဦးလေးဟိုထံကဆေလွတ်မြည်သူကိုစောင့်ကြသည်သူတို့စောင့်ရကြိုးနှပ်ပါသည်ဦးလေးဟိုဆေလွတ်လိုက်သည်ရဲဘော်တယောက်ရောက်လာသည်စောစောကကဲထားရဲဘော်နှင့်တော့ကွာခြားမှုရှိပါသည်ယခုရဲဘော်သည်အညိုရောင်ယူနီဖောင်းကိုဝတ်သည်ကိုလုံးကိုဖန်သေးငယ်သည်ဂင်းလူမျိုးဖြစ်သည်ဘာနာဘာသာစကားကိုကောင်းစွာပြောတတ်သည်သူ့အမည်ကရဲဘော်ခင်ဖြစ်၏ဦးလေးဟိုသည်ဟနွိုင်းတဝိုက်တွင်ရှိသောပြင်းသစ်များကိုတိုက်ခိုက်နေကြောင်းဆိုင်ငုံမြို့တွင်လည်းမိမိတို့တပ်များကပြင်းသစ်များကိုတိုက်ခိုက်နေရကြောင်းတိုင်းပြည်လုံးတွင်မိမိတို့ပြည်သူများကတိုက်ခိုက်နေကြပြီဖြစ်ကြောင်းဖြင့်ရဲဘော်ခင်ကပြောပြသည်ရဲဘော်ခင်သည်ကိုညိုပုအိမ်တွင်နေထိုင်လျက်ရှိသည်တညတွင်ရဲဘော်ခင်သည်ကိုညိုပုနှင့်တအိပ်ရာထဲအိပ်လျက်ရှိ၏ကိုညိုပု၏အမေသည်မကြာခဏအိပ်ရာမှထလာကာမီးကိုရင်းသို့ထင်းများထည့်ပေးရင်သူ့လက်ကိုနှွေးအောင်မီးခင်ပေးလေရှိသည်ထို့သောမီးကင်တိုင်းရဲဘော်ခင်နှင့်ကိုညိုပုတို့ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးစကားပြောနေကြတဲ့ကိုကြားရသည်သူတို့နှစ်ယောက်သည်ကြက်ဦးတုံငိန်တို့တိုင်အောင်စကားကောင်းနေကြဆဲရှိသည်ရဲဘော်ခင်ဘဲကလာသည်ကိုကိုညိုပုအမေမသိသူ့မှာမိဘများရှိသေးသလောလဲပိုင်းရပိုင်းနှစ်လောဘာမှမသိသူသည်ဦးလေးပါဟိသားဖြစ်သလောသူရီးမဟုတ်တခြားသူတူ၏သားဖြစ်သလောစသည်တို့ကိုပင်သူမသိနိုင်ကြကိုညိုပုသည်လည်းရဲဘော်ခင်းနှင့်စကားပြောရင်းမအိပ်နိုင်ပဲရှိနေသည်သူ့ဘဝတွင်ကင်းလူမျိုးတစ်ယောက်နှင့်အတူပထမဦးဆုံးအကြိမ်ဖြင့်တအိပ်ရာတဲ့အိပ်ဖူးခြင်းဖြစ်သည်ရဲဘော်ခင်း၏အသက်ရှူသံကိုကြားနေရသည်သူ့ဝတ်ထားသည့်စွတ်ကျဲသည်ရင်းပတ်မှစုပ်ပြဲနေသည်ကင်းလူမျိုးအားလုံးတို့သည်ဦးလေးဟိုနှင့်တွေ့ဆုံဖူးကြပြီးဦးလေးဟိုသွန်သင်ပေးသည်များကိုတက်မြောက်လာကြသည်ဟုကိုညိုပုထင်လေသည်ထို့ကြောင့်လည်းကင်းလူမျိုးများသည်အလွန်တော်အလွန်ကောင်းနေကြခြင်းဖြစ်သည်ရဲဘော်ခင်သည်မိမိတို့ရွာသို့မလာမီကမြည်သည့်အရက်တွင်နေထိုင်ခဲ့သည်။သူသည်မြည်သည့်အတွက်ကြောင့်များမိမိတို့ဘာသာစကားကိုခေါင်းစွာတက်ကြွနေသည်။ဒီမှာရဲဘော်ခမည်းတို့ကင်းလူမျိုးတွေအားလုံးကျုပ်တို့ဘာနာစကားတက်ကြသလားဟုမေးကြသည်။ထိုအခါရဲဘော်ခင်ကရဲ၏မတက်ပါဘူးကျွန်တော်သာဂုံးတွင်ရွာမှာနေရင်သင်ခဲ့လို့ဟုတ်လားဂုံးတွင်ရွာမှာနေဘူးသလားဟုတ်တယ်4နှစ်လောက်ကြားတယ်တခြားရဲဘော်တွေနဲ့အတူတူပြင်းသစ်ကိုတိုက်ရင်ကျွန်တော်ဖမ်းခံရတယ်ဂုံးတွင်ရွာမှာပဲထောင်ချခံရတယ်ကင်းလူမျိုးတွေဟာအရင်ကတည်းကပြင်းသစ်ကိုတိုက်ခိုက်ခဲ့ကြတာလားဟုတ်ပါတယ်စင်းရဲတဲ့ကျွန်တော်တို့ကင်းလူမျိုးတွေဟာပြင်းသစ်ကိုတိုက်ခိုက်ခဲ့ကြတာကြားလာပါပြီစင်းရဲတဲ့သူဆိုရင်ဗမာဖြစ်ဖြစ်ကင်းလူမျိုးပဲဖြစ်ဖြစ်တောင်းလူမျိုးပဲဖြစ်ဖြစ်
အားလုံးဟာပြင်းသစ်ကိုတိုက်ကြတာပဲအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဟာဦးလေးဟိုနဲ့မတွေ့ဘူးသေးဘူးဒါကြောင့်လဲကျွန်တော်တို့ရှုံးနေခဲ့ကြတာပေါ့ဗျာဦးလေးဟိုနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာပြင်းသစ်တွေကိုကျွန်တော်တို့ဖယ်ရှားပစ်နိုင်ခဲ့တယ်ဦးလေးဟိုရဲ့ကျေးဇူးတွေပါပဲကိုညိုပုသည်အမှောင်တွင်းသို့စူးစိုက်ကြည့်နေမိသည်မိဖို့ချောင်းတွင်းမှမီးသည်မီးချိန်လျော့ကျသွားသည်ထင်းလုံးချောင်းမှတစ်ချက်တွင်မီးထားပေါက်နေသည်မီးထားပေါက်လိုက်တိုင်းမီးဘွားကလေးများအပေါ်သို့လွင့်စင်တက်သွားကြသည်သိမ့်မြင့်သို့မတက်နိုင်မဲ့မီးငိမ့်ကပြားများအဖြစ်ပင်အောက်သို့ပြန်ကျလာလေရှိသည်သို့တော်လည်းကိုညိုပု၏စိတ်ထဲတွင်မူညောင်များလှစွာသောမီးဝင်နီးနီးများကိုသာမြင်တွေ့နေရလေသည်ဦးလေးဟိုကဘဲကလာတာလေဗျဦးလေးဟိုဟာလူပြိုပေါက်ရွယ်ကလေးကပြင်းသစ်တွေကိုတိုက်ခဲ့တယ်ဒါကြောင့်ပြင်းသစ်တွေကသူ့ကိုထောင်ချပစ်လိုက်ကြတယ်အဲ့ဒီနောက်ထောင်ထဲကနေထွက်ပြေးလို့လွတ်ခဲ့တယ်ထောင်ကလွတ်တာနဲ့တပြိုင်နက်တည်းတတိုင်းပြည်လုံးအနှံ့ပြားလျှောက်သွားပြီးပြည်သူတွေကိုစီးယုံတယ်ပြင်းသစ်နဲ့ဂျပန်ကိုတိုက်ဖို့လှုံ့ဆော်တယ်ရဲဘော်ခင်၏အတန်ပျောက်သွားသည်မန်မှန်အသက်ရှူနေတန်းကိုကြားရပြန်သည်ရဲဘော်ခင်အိပ်ပျော်သွားပြီဟုကိုညိုပုထင်၏ထို့ကြောင့်လည်းသူ့ကိုအနှောက်အယှက်ဖြစ်မည်ဆိုးသောကြောင့်တိတ်တဆိတ်နေလိုက်သည်သို့တော်တားရှိမနေနိုင်သူသိခြင်းသည့်အကြောင်းများကိုမမေးဘဲမနေနိုင်ရဲဘော်ခင်အိပ်ပြီလားဗျဒီမှာရဲဘော်ခင်ခမည်းကျွန်တော်တို့စီလာတော့ကကျွန်တော်တို့ဘာနာလူမျိုးတွေကိုဦးလေးဟိုကတခုခုများမမလိုက်ဘူးလားဗျာဒီဒီချာချာမှားလိုက်တာပေါ့ဗျာဦးလေးဟိုကခမည်းတော်ဘာနာလူမျိုးတွေကိုနှုတ်ဆက်လိုက်ပါတယ်မြတ်တာလဲပို့လိုက်ပါတယ်ရင်သက်တွေဟာကျွန်တော်တို့တတိုင်းပြည်လုံးကိုသိမ်းယူခြင်းနေတဲ့အကြောင်းဦးလေးဟိုကဘာနာလူမျိုးတွေသိစေခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ဟာအခုပြောင်းလဲလာပြီအရင်တုန်းကကျွန်တော်တို့တိုင်းပြည်ကိုသူတို့သိမ်းပိုင်နိုင်ခဲ့ပေမဲ့အခုမသိမ်းနိုင်တော့ဘူးကျွန်တော်ပြည်သူလူထုကြီးတရက်လုံးကအုံကြွလာပြီးသူတို့ကိုအမှုန့်ချေတော့မယ်ဘာပဲဖြစ်ဖြစ်သူတို့အပေါ်အောင်ပွဲခံဖို့ဆိုတာလွဲတဲ့အလုပ်တော့မဟုတ်ဘူးပေါ့အခုဆိုရင်သူတို့ကအင်အားကြီးတယ်ကျွန်တော်တို့ကအင်အားနည်းတယ်ဒါကြောင့်ကျွန်တော်တို့ဟာရေရှည်စစ်ပွဲကိုဆင်နွှဲရမယ်ရေရှည်စစ်ပွဲဆင်နွှဲနိုင်အောင်လှုံ့ဆော်စည်းရုံးရမယ်အချိန်ကာလရှည်ရှည်ကြာကြာကြီးတိုက်ရလေသူတို့အင်အားနည်းပါသွားလိမ့်ပဲနောက်ဆုံးမှာအရှုံးနယ်ပဲသူတို့ရင်ဆိုင်ရမယ်ရေရှည်စစ်ပွဲကိုဆင်နွှဲမယ်ဆိုရင်ကျွန်တော်တို့ဟာဘာကိုမဆိုစွန့်လွတ်နိုင်ရမယ်အနစ်နာခံနိုင်ရမယ်ဘေးဒုက္ခဘောင်းစုံကိုခံနိုင်ရရှိရမယ်ပြင်သစ်ဆိုတဲ့အကောင်တွေကပေါ့စားသမားတွေနေရာတကာမှာတက်တောင်တက်တာနေသားကြလာတဲ့အကောင်တွေတကယ်ဆင်းရဲဒုက္ခမျိုးကိုဒီကောင်တွေမခံနိုင်ပါဘူးကျွန်တော်တို့မှာခံနိုင်ရရှိတယ်ဇွဲရှိတယ်စွန့်လွတ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့မုတ်ချအောင်မွေးခံရမယ်ရဲဘော်ခင်သည့်စကားကိုခိတ္တာဖြတ်လိုက်ပြီးအိယာမှထလိုက်၏ကိုညိုပုလည်းသူနဲ့အတူရောထားလိုက်သည်အပြင်မှာကြက်တော်မီကိုညိုပုကျွန်တော်တို့ဟာပြင်းသစ်ကိုအနိုင်ယူမောင်းနိုင်ဖို့အတွက်ရေရှည်စစ်ပွဲဆင်နွှဲမယ်ဆိုရင်ကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက်ချစ်ခင်ရင်းနှီးကြဖို့လိုတယ်ကျုပ်တို့ဟာစိုက်ကွင်းတွေအများကြီးတိုးချဲဖို့လိုတယ်စံစပါးတွေအများကြီးစိုက်ဖို့လိုတယ်စားစရာတွေအများကြီးစုဆောင်းထားဖို့လိုတယ်ရွာသူရွာသားတွေတောင်သူလယ်သမားတွေကိုစီးယုံနိုင်ဖို့လိုတယ်ဒါမှသာကျုပ်တို့ရဲ့လွတ်လပ်ရေးကိုကျုပ်တို့ပြန်ရဖို့သေးကြမယ်ထိုညကသူတို့နှစ်ယောက်ညာလုံးမောက်စကားပြောကြသည်ထိုနေ့ညကိုကိုညိုပုတသက်တွင်မေ့နိုင်တော့မည်မဟုတ်ချေကောင်ဝါရွာသို့ရဲဘော်ခင်ရောက်လာသည့်အချိန်မှစပြီးကိုညိုပုနှင့်တပူးတရွယ်ဖြစ်နေကြသည်သူသွားလေရာကိုကိုညိုပုလိုက်ပါလေရှိသည်တခါတရံတွင်တနေကုန်အိမ်ပြန်ရောက်မလာပဲရှိနေတတ်၏ကိုညိုပုအမေသည်ထမင်းမွဲပြင်ကစောင်းရင်းဖြင့်အချိန်ကုန်သောကြောင့်ဒိမ့်လိုက်ရသည့်အချိန်မောင်းလဲများလာပြီအိမ်ပြန်ရောက်သောအခါများတွင်လည်းအချိန်ကအလွန်နောက်ကျနေတတ်လေသည်တညတွင်ကိုညိုပုမိခင်သည်သူတို့နှစ်ယောက်ပြန်လာကိုစောင့်နေ၏ထမင်းစားတော့ပြီးရဲဘော်ခင်အိယာဝင်သွားသည့်အချိန်ကြာမှသူပြောလိုသည့်စကားများကိုသားဖြစ်သူအားပြောနိုင်တော့သည်ငါသားဘယ်တွေရောက်ခဲ့သလဲဘာလန်တာလန်ကုံမဒေတာနဲ့ကုံချိုင်းတွေကိုရောက်ခဲ့တဲ့အမေဘာသွားလုပ်တာလဲပြင်းသစ်ကိုဘာကြောင့်တိုက်ရမယ်ဆိုတဲ့အကြောင်းအဲ့ဒီရွာကလူတွေကိုသွားပြောတာအမေထိုစကားကိုကြားသောအခါအမေလှုပ်သူသည်စိုးရိမ်ကြောက်ကြခြင်းဖြစ်မိ၏တို့ရွာတွေကနေပြီးပြင်းသစ်ကိုငါသားတိုက်နိုင်သားပဲကွယ်တခြားရွာကလူတွေပါဝင်တိုက်လာအောင်လှုပ်ဖို့ဆိုတာကတော့ငါသား
မင်းငယ်ပါသေးတယ်ကိုညိုပုသည်သူ့မိကိုကြည့်ကပြုံးလိုက်မိသည်ကျွန်တော်တို့အစစအရာရာသုံးသင်းပေးနေတဲ့ရဲဘော်ခင်ရှိပါသေးတယ်အမေရဲ့အခုကျွန်တော်ကောင်းကောင်းပြောတတ်စိုးထက်နေပါပြီကိုညိုပုသည်ယုံယုံကြည်ကြည်ဖြင့်အလေးအနက်ပြောနေခြင်းဖြစ်သည်ဟောင်ဝါရွာတွင်ရှိလူငယ်တို့သည်ပြင်းသစ်ကိုတိုက်ခိုက်ရန်အတွက်တစည်းတယုံနှင့်ဖွဲ့စည်းရန်သဘောတူလက်ခံလိုက်ကြပြီဖြစ်သည်လူ90ပါသောပျောက်ကြားတပ်ဖွဲ့၏ခေါင်းဆောင်ဖြင့်ကိုကျိုပုကိုရွေးချယ်တင်မြှောက်ကြသည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုကြိုက်နေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်စို့ကိုညိုပုသည်သူ့အမေကိုကြည့်ကပြုံးလိုက်မိသည်ကျွန်တော်ကိုအဆအအရာရာသုံးသင်ပေးနေတဲ့ရဲဘော်ခင်ရှိပါသေးတယ်အမေရဲ့အခုကျွန်တော်ကောင်းကောင်းပြောတတ်စိုးတတ်နေပါပြီကိုညိုပုသည်ယုံယုံကြည်ကြည်ဖြင့်အလေးအနက်ပြောနေခြင်းဖြစ်သည်တောင်ဝါရွာတွင်ရှိလူငယ်တို့သည်ပြင်သစ်ကိုတိုက်ခိုက်ရန်အတွက်တစည်းတယုံနှင့်ဖွဲ့စည်းရန်သဘောတူလက်ခံကြပြီဖြစ်သည်လူ90ပါသောပျောက်ကြားတပ်ဖွဲ့၏ခေါင်းဆောင်ဖြင့်ကိုညိုပုကိုရွေးချယ်တင်မြှောက်ကြသည်သူတို့သည်ဓမ္မယုံမှစုဝေးကြပြီးတစုလျင်15ယောက်ပါပျောက်ကြားတပ်ဖွဲ့များဖွဲ့စည်းကြသည်ထိုတပ်စုတွင်ခေါင်းဆောင်တဦးတင်မြှောက်သည်ကိုညိုပုသည်ပျောက်ကြားတပ်ဖွဲ့အားလုံး၏ခေါင်းဆောင်ဖြစ်သည်ထို့သူပျောက်ကြားတပ်ဖွဲ့များကိုစနစ်တကျဖွဲ့စည်းပြီးသည့်နှင့်တပြိုင်နက်ကျေးရွာလုံးချုံရေးအတွက်ညှောင်များပြုလုပ်ခြင်းထောင်ချောင်များပြုလုပ်ခြင်းဖြင့်ကာကွယ်ရေးလုပ်ငန်းများကိုစတင်လေတော့သည်ထိုမြမကအိမ်အောင်စုဆဲစုကိုကိုညိုပုကစီးယုံသည်ထိုအိမ်အောင်စုများကအလွန်ကျယ်ပြောသည့်လေကွင်းတစ်ခုကိုရှင်းလင်းခုတ်ထွင်းကစုပေါင်းလေယာကိုပြုလုပ်ကြရန်ဖြစ်သည်လူငယ်တို့သည်ရက်ရွာလုံးကျုံရင်းနှင့်ပြင်းသစ်ကိုမောင်းထုံနိုင်ရေးအတွက်စီရေးကိစ္စများဖြင့်မအားမလတ်ရှိနေကြ၏ထိုချိန်တွင်စိန်အောင်ပါဝင်သည့်စုပေါင်းလေယာများက၎င်းတို့၏လဲမထွက်သည့်ကောက်ပဲသီးနှံများကိုလူငယ်များအားခွဲဝေကျွေးမွေးရမည်ဖြစ်သည်ထိုလုပ်ငန်းသည်ကောင်းစွာအောင်မြင်လျက်ရှိကြပြီရဲဘော်ခင်သည်လည်းပစိုးကရောင်ကြိုက်ခါတောခုတ်ဓမကိုင်းပြီးရွာသူရွာသားများနှင့်ဒူးတင်ပေါင်းဖက်လုပ်ငန်းခွင်သို့ဝင်လာသည်စိုက်ကွင်းသစ်များအတွက်ကွင်းရှင်းရာတွင်တစ်ပင်ကြီးများကိုခုတ်လဲနေသည်ရဲဘော်ခင်ကိုရွာသားများမြင်တွေ့ကြရသည်ခြုံရွယ်ပိတ်ပိုင်းတို့ကိုမီးရှို့ရှင်းလင်းကပြောင်းငင်းများဖြင့်ပြိုးကျဲနေသည့်ရဲဘော်ခင်ကိုအများမြင်ကြရတော့သည်အလုတ်လုတ်သည့်အခါတွင်သူသည်သချင်းတအေးအေးတီးဆူလေးရှိထို့သို့သောအခါမျိုးတွင်ပလွေတို့တစ်ချောင်းဖြင့်ဘေးတကျူးကျူးရှိနေသူကမောင်ချစ်ကြီးပင်သည်ရဲဘော်ခင်သည်မောင်ချစ်ကြီးထံတွင်ပလွေမှုတ်တင်လျက်ရှိသည်တပြန်တလဲ့အနေဖြင့်သူကမောင်ချစ်ကြီးကိုကင်းလူမျိုးတို့၏ဒေသချင်းများပြန်သင်ပေးနေသည်ထို့ကြောင့်လည်းသူတို့မောင်ချစ်ကြီးကအလွန်ခင်နေသည်တညတွင်ရဲဘော်ခင်သည်ညစာစားနေ၏ကိုညိုပု၏မိခင်ကသူ့ကိုကြည်ရင်လှမ်းမေးလိုက်သည်ငါသားမှာအိုးရီအိမ်တွေရှိသလားအိမ်ရှိပါတယ်မေရဲဘော်ခင်ကရဲမောလျက်ပြန်ပြေးသည်အဖေတွေအမေတွေရောရှိသလားဟုတ်ကဲ့ရှိပါတယ်ဦးလေးဟိုဆိုတာငါသားရဲ့အဖေလားကျွန်တော်တို့ကင်းလူမျိုးတွေဟာလူကြီးလူငယ်မရွေးဦးလေးဟိုကိုကျွန်တော်တို့ရဲ့ဖခင်ကြီးဖြစ်သတ်မှတ်ကြပါတယ်ကျွန်တော်တို့ရဲ့ဖခင်ကြီးလို့လည်းခေါ်ကြတယ်ဒါပေမဲ့ကျွန်တော်မိဘတွေကတော့ကင်းလူမျိုးတွေပါပဲအသက်သိကြီးကြပါပြီအမေသည်ရဲဘော်ခင်ကိုစိုက်ကြည့်နေ၏အမေခေါင်းပေါ်မှသပင်ဖြူများကိုလေးတစ်ချက်ဝှေ့လိုက်သဖြင့်မီးပေါ်မှပြန့်ဝဲသွားသည်မျက်ရည်တို့သည်အမေဦး၏မျက်လုံးထဲမှပြေလာသည်မင်းဟာလူလိမ္မာကလေးပဲအလုံးဝေးတဲ့အန်ရယ်ကနေပြီးဒီကိုရောက်အောင်မင်းလာခဲ့တယ်မြင်မာတဲ့တောင်ကြီးတွေကိုတက်ခဲ့ရတယ်မိချောင်းတွေပြည့်နှက်နေတဲ့ဘားမြစ်ကြီးကိုလည်းမင်းကူးဖြတ်ခဲ့တယ်တို့လဲတော်တွေထဲမှာမင်းလှုပ်လှုပ်တယ်တောင်းရက်ပလိုင်းရက်လဲလုံနေတယ်ပြီးတော့သူတို့စားတယ်လို့ပဲမင်းစားနေတယ်ဒီလိုအလုပ်လုပ်နေတဲ့အတွက်မင်းလေယာမင်းချောင်းမြောင်းမင်းအဖေမင်းမေတွေနဲ့ကင်းကွာမနေရပေဘူးလားရဲဘော်ခင်သည်အမေအိုးကိုကြည့်ကဂယုဏတတ်သွားမိသည်သူတို့နဲ့ကျွန်တော်ကင်းကွာနေရတာပေါ့အမေဒါပေမဲ့ဘယ်တက်နိုင်မလဲဦးလေးဟိုရဲ့သုံးသင်းချက်တွေကိုကျွန်တော်ကြိုးကြိုးနုံနုံနားခံတယ်ပြင်သစ်တွေကိုတိုက်ဖို့အတွက်ကိုအိမ်ကိုရာကိုမိဘတွေကိုစွန့်ခွာခဲ့ရတယ်ကျွန်တော်မိဘတွေကလည်းကျွန်တော်ကိုခွဲခွာလိုက်ကြရတာပါပဲဒါပေမဲ့ဦးလေးဟိုရဲ့သုံးသင်းချက်တွေကိုသူတို့လည်းလက်ခံကြတော့ကျွန်တော်ကိုခွင့်ပြုကြတယ်ပြင်သစ်တွေဟာရက်ဆက်ကြမ်းကြုတ်လွန်းတဲ့အမေ
သူတို့ကိုကျွန်တော်တို့တိုက်မထုတ်နိုင်ရင်ကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့တိုင်းရင်းသားတွေအသက်ရှင်ပြီးနေနိုင်ကြမှာမဟုတ်ဘူးအမေသည်ကိုညိုဘူးထံသို့မျက်လုံးများတစ်ချက်ဝှေ့လိုက်သည်သူ့သားသည်လူကောင်းကြီးကြီးထွားထွားဖြစ်နေပြီသူမျက်လုံးများသည်ရခင်ကထပ်ပိုမိုပြီးအလွန်တောက်ပနေကြသည်သူစကားပြောသည့်အခါတိုင်းကြွက်သားကြီးများနှင့်တမ်းမာသည့်အကြောများပြိုင်ပြိုင်ထနေသည့်တုတ်ခိုင်သောလက်ချောင်းကြီးများကိုနှိမ့်ချီမြင့်ချီလှုပ်ရှားကာအာပါတရပြောလေရှိသည်သူမိခင်ကိုပြောသည့်အခါတွင်လည်းထိုနည်းတူပင်ဖြစ်သည်သူလက်ချောင်းကြီးများသည်ရေထဲဓားကိုပွေရမ်းတကဲ့သို့ပင်သည်သားဖြစ်သူသည်လည်းရဲဘော်ခင်ကဲ့သို့ဖြစ်ချင်နေကြောင်းအမေကိုတွေးထင်မိသည်ဦးလေးဟို၏သွန်သင်ချက်များကိုသူကြားနိုင်နားနိုင်ပါသည်အမေဟို၏စိတ်ထဲမှပူပန်မှုများစမ်းနာပြင်းပြမှုများရောထွေးနေသည်ရောပြတ်သောစိတ်များဖြင့်မလေးယူအလုတ်လုံနေရာကိုထလာခဲ့သည်လင်းကိုပါရမီဖြည့်နေသည့်သူ့ချွေးမာကိုပိုး၍ဂယုဏတက်မိနေသည်အမေသည်မပြောပလောက်သောအကြောင်းအရာလေးတစ်ခုကြောင့်ကိုညူပုကိုနှစ်ရက်သားများစိတ်ကွက်နေမိသည်ဘိုးအောင်တို့၏တပ်များသည်အလုံးရင်းဖြင့်ချီတက်လာကြ၏ပြင်သစ်တို့စခန်းချထားရာဘိုလန်ဘုံစခန်းကိုတိုက်ခိုက်သိမ်းပိုင်နိုင်ရန်ကိုညူပုကလမ်းပြသည်ပထမအကြိမ်တွင်မအောင်မြင်ကြဒုတိယအကြိမ်တွင်ဘိုးအောင်တို့၏တပ်များကအပြင်းထန်နှိမ်နှင်းကာသိမ်းပိုင်ရရှိလိုက်လေတော့သည်ကိုညိုပုသည်အပြောကြီးပြောနေ၏ထို့ကြောင့်အိမ်သို့တချိုးရဲပြန်ပြေးကာသူ့မိကိုအကျိုးကြောင့်ပြောပြလေသည်အမေပြင်သစ်တွေ15ယောက်တောင်ကြာသွားသဗျာထိုအကြောင်းကြောင့်ပင်ကိုညိုပုကိုအမေစိတ်ဆိုးတော့သည်မင်းပြင်သစ်တွေကိုဒီလောက်တောင်ဂယုဏတက်နေသလားသူတို့တည်သွားတယ်ဆိုတာငါအလုံးမဟုတ်ဘူးဒီကောင်တွေအကုန်တည်သွားလဲအေးတာပဲတို့ဘက်ကလူတွေဘလောက်ကြတယ်ဆိုတာတော့မင်းဘာဖြစ်လို့ငါ့ကိုမပြောတာလဲတို့တပ်သားတွေပဲပြင်သစ်တွေကိုမင်းကတနာဂယုဏပို့နေတာလားကိုညိုပုသည်အမေကိုအကျိုးကြောင့်ရှင်းပြပါ၏သို့သောသူရှင်းပြသည်ကိုအမေကနားမထောင်တော့ကြည်နောက်နှစ်ရက်အကြာသူတို့တပ်ဖွဲ့များပြန်ရောက်လာသောအခါကြာမှအမေစိတ်ဆိုးပြေတော့သည်ကောင်ဝါရွာသို့စစ်တပ်များပြန်ရောက်လာသည့်နေ့သည်ရွာသားများအလွန်ပျော်သည့်နေ့ဖြစ်လေသည်အစောပိုင်းကမူရွာသားပေါင်းတို့သည်ပူပန်သောကကြောင့်နေမထိထိုင်မသာဖြစ်နေကြ၏ဘာနာလူမျိုးများနေထိုင်သည့်ရွာများအမြောက်ကြီးစံမှုအရွာခံရသည့်အဖြစ်အပျက်များကိုပြန်ပြောင်းသတိရနေမိသည်စစ်သားများအနီးသို့ကိုညိုပုနှင့်ဦးလေးပါမတပါညီသူများမကက်ရဲကြကြခဏကြာသောအခါဦးလေးပါ၏သားငယ်မောင်ထွန်းသည်စစ်သားများအနီးသို့ကပ်ပြီးတနက်များကိုကြည့်နေလေသည်ထိုချိန်ကမောင်ထွန်းသည်12နှစ်အရွယ်မျှသာရှိသေးပြီးရွာတွင်ရှိကလေးများအနက်လူစိမ်းကိုအကြောက်ဆုံးကလေးဖြစ်သည်မောင်ထွန်းသည်စစ်သားတစ်ယောက်၏တနက်ကိုဂိုင်းတွယ်ကြည့်ရှုနေ၏ထို့သို့ကြည့်နေသည်ကိုတနက်ပိုင်းရှင်စစ်သားမြင်သောအခါမောင်ထွန်းကိုဆွဲယူပြီးသူ့တနက်ကိုသေးသေးချာချာပြနေသည်မောင်ထွန်း၏မျက်လုံးများသည်သူ့ဖေး၏မျက်လုံးများကဲ့သို့ပင်တောက်ပနေ၏နှာခေါင်းကအပေါ်သို့အနှဲငယ်လန်းနေသည်မောင်ထွန်းနှင့်စစ်သားသည်ရင်းနှီးသွားကြပြန်မည်ဖြစ်သည်ထိုဖြစ်ပျက်ကိုမြင်သောအခါကြာမှအခြားရွာသားများသည်စစ်သားများအနီးသို့ကပ်ဝင်ကြလေတော့သည်မောင်ထွန်းသည်စစ်သားများကိုပြေးကလွှားကရေးတွက်လျက်ရှိသည်သို့သော10ယောက်ထပ်ပိုပြီးသူမရတတ်စစ်သားများကိုရေးပြီးသောအခါဦးလေးပါရှိရာသို့ပြေးထွက်သွားသည်အဖေကြီးစစ်သားတွေ10ယောက်တောင်ရှိတယ်ဗျသူ့စကားကြောင့်အားလုံးကဝိုင်းရဲကြတယ်စစ်သားများကလည်းရဲကြသည်တို့ဖြစ်ပင်စစ်သားများကိုရွာသားတို့ကြောက်ရွံ့နေခြင်းသည်လည်းပြေးပြောက်သွားလေတော့သည်ကောင်ဝါရွာအတွင်းမှစစ်တပ်စခန်းချသည့်စစ်သားတို့သည်ရွာသားများစံထောင်းနေလျင်ဝင်းရောက်ကူညီကထောင်းပေးကြ၏ဟောင်ဝါရွာအတွင်းမှစစ်တပ်စခန်းချသည်စစ်သားတို့သည်ရွာသားများစံထောင်းနေလျင်ဝင်းရောက်ကူညီကထောင်းပေးကြ၏သမင်းများအစာကျွေးလျင်ဝိုင်းဝန်းကူညီပြီးကျွေးပေးကြ၏သမင်းချက်သည်လည်းချက်ပြုတ်ရာမှာတောင်းပလိုင်းရက်သူလျင်လည်းရက်ရာမှာသူတို့ပါလာကြသည်ထိုနည်းဖြင့်စစ်သားများနှင့်ရွာသားတို့သည်ဆွေရင်းမျိုးရင်းပမာတသွေးတဲ့စတားတွေဖြစ်သွားကြတော့သည်နောက်ရက်များတွင်မန်ချိုင်းဓပိုနှင့်ဒေတန်းရှိပြင်းသစ်စခန်းများကိုတက်ရောက်ချင်းမုံသိမ့်ပိုက်လိုက်ကြပြန်သည်သူတို့အောင်ပွဲရနေသည့်ရင်းများနောက်ပိုင်းသို့ပြန်ရောက်လာတိုင်းရွာသူရွာသားတို့ပြောမဆုံးရှိနေကြသည်ရွာအတွင်းရှိလူငယ်တို့သည်စစ်မြေပြင်သို့စစ်တပ်များနှင့်အတူလိုက်ပါသွားကလေ့ကျင့်လျက်ရှိကြပြီမောင်ချစ်ကြီးနှင့်ကိုမောင်စစ်သည်ဒေါ်ရင်းသို့သွားကကြီးစံတစ်တာများကိုယူဆောင်လာကြသည်ရခင်ဂျပန်များပြင်သစ်ကိုတိုက်ဆင်က
သူတို့ရရှိပြီးဝှက်ထားခဲ့သောကြီးစံများဖြစ်သည်ယခုထိုကြီးစံများကိုယူလာပြီးစစ်တပ်ကိုပေးအပ်ခဲ့ကြသည်ရင်းစစ်တပ်နှင့်၄-၅ ရက်ကြာမျှအတူတကွနေထိုင်ပြီးသောအခါတွင်ရွာရင်းရှိကလေးတို့သည်ဟိုချီမင်းချီတချင်းကိုတကြောကြောအော်ဟစ်ကာတမ်းမြိုင်ဆိုရက်နေကြကြပြီရွာသူရွာသားတို့သည်လည်းလေယာများမှကောင်းစွာလုပ်ငန်းခွင်ဝင်နိုင်ကြပြီးတောတွင်သို့ဝင်ကာတစ်ဝါးများခုတ်ပြီးရွာတွင်ရှိတငယ်တဲကြီး9 လုံးကိုစစ်တပ်ကစောက်လုပ်ပေးကြကြပြီလက်နက်ခဲယမ်းမီးကြောင်များတိုးလောင်ရန်ဂိုတောင်ကြီး9 လုံးကိုလည်းစောက်လုပ်ပေးကြကြပြီထို့သောလိုအပ်ချက်များလောက်ကင်ကြရာတွင်ကိုညိုပုသည်ထုံးစံအတိုင်းသူများအရင်ရှေ့ဆုံးမှထွက်ခဲ့သူဖြစ်သည်လှုပ်ရှားရှိသည်များကိုရှေ့ဆုံးကလှုပ်ပြသည်ပြီးတော့မှသူ့ကိုနမူနာယူကာကျန်းရွာသားများကသူ့နောက်လိုက်ကြသည်တပြောတစ်ပါးအလုံးများကိုလောက်ကင်ခဲ့ကြ၏ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ